ကချင်တကြောပြန်စစ်နဲ့မြမနွေဦးတော်လှန်ရေးကိုတောက်လောင်စေတဲ့စစ်အာဏာရှင်တွေရဲ့ဘဝင်မြင့်စိတ်ကချင်တကြောပြန်စစ်မီပြန်လည်တောက်လောင်ခဲ့ရတဲ့2011နဲ့မြမနွေဦးတော်လှန်ရေးပေါ်ပေါက်လာခဲ့တဲ့2021ကြားဆယ်စုနှစ်တစ်ခုနေပါကွာခြားခဲ့ပါတယ်။ဒါပေမဲ့ကချင်တကြောပြန်စစ်မီနဲ့မြမနွေဦးလက်နက်ကင်တိုက်ပွဲကျေပြန့်လာရတဲ့အကြောင်းရင်းတွေတဲ့အရိကကြပြီးတူညီနေတဲ့အချက်တစ်ခုတွေ့ရပါတယ်။အဲဒါကတော့စစ်အာဏာရှင်တွေရဲ့အထင်သေးခြင်းခံရမှုဒါမှမဟုတ်အာဏာရှင်တွေရဲ့ဘဝင်မြင့်စိမ့်နဲ့အကြမ်းဖက်မှုလုပ်ရက်ဒီနှစ်ခုဖြစ်ပါတယ်။ကချင်ဒေသတကြောပြန်စစ် KIO ကအပြစ်ခတ်ရက်စဲရေးလို့မှတ်ယူခဲ့ပေမဲ့စစ်အစိုးရကတော့ငြိမ်းချမ်းရေးလို့တတ်မှတ်ခဲ့တဲ့1994ကနေ2011ခုနှစ်ဇွန်လ9ရက်နေ့အထိ18နှစ်ကျော်ကြာခဲ့တဲ့ကာလဟာကချင်ဒေသအတွင်းတနက်တန်ဘုံတန်တွေမကြားရလို့ပြည်သူတွေနေ့စဉ်ဘဝချောင်လည်ခဲ့တယ်လို့ရှိခဲ့တဲ့ကာလတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အနာဂတ်အတွက်စဉ်းစားကြည့်ရင်စိတ်အေးခဲ့ရတဲ့ကာလမဟုတ်ခဲ့ဘူးဆိုတာအဲ့ဒီအချိန်ကာလမှာအရွယ်ရောက်ပြီးတည်တတ်တဲ့လူတိုင်းကနားလည်ကြလိမ့်မယ်လို့ထင်ပါတယ်။1994သဘောတူညီချက်ထဲကအရေးကြီးတဲ့အချက်ဟာတနိုင်ငံလုံးငြိမ်းချမ်းရေးရအောင်ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့အချက်နဲ့မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရှိရမယ်ဆိုတဲ့အချက်နှစ်ချက်ဖြစ်တယ်လို့လက်ရှိ KIO ခေါင်းဆောင်တဦးဖြစ်တဲ့ဒုဗိုလ်ချုပ်ကြီးဆွမ်လွတ်ဂွန်မော်ကတကြောပြန်ဖြစ်ပွားလာတဲ့စစ်ရေးနိုင်ငံရေးအခြေအနေတွေကို2014ခုနှစ်အမေရိကခီးစဉ်တွင်ရှင်းလင်းပြောကြားခဲ့တဲ့ဗီဒီယိုမှတ်တမ်းမှာတွေ့ရပါတယ်။ KIO ရဲ့နိုင်ငံရေးဆွေးနွေးလိုတဲ့ဆန္ဒကိုစစ်အစိုးရကလစ်လျူရှုခဲ့တဲ့ကာလကဒေတာဖွံ့ဖြိုးရေးဆိုတဲ့ခေါင်းစဉ်အောက်မှာတော်လှန်ရေးသမားတွေဟာငွေကြေးနဲ့တာယာမှုကိုဦးစားပေးပြီးတော်လှန်ရေးဝိညာဉ်ပျောက်ဆုံးသွားပြီလားလို့ကချင်ပြည်သူတွေက KIO အပေါ်စိုးရိမ်ခဲ့ရတဲ့ကာလလည်းဖြစ်ပါတယ်။ဒီလိုဖြစ်ပျက်နေတဲ့အချိန်မှာစစ်အစိုးရကလည်းKIO KIA ကိုဖျက်သိမ်းပြီးနိုင်ငံရေးပါတီထောင်နေကြားဆောင်တက်အတွင်ပြောင်းဖို့ဖိအားပေးလာပါတယ်။စစ်တပ်အလို့ကြပြဋ္ဌာန်းထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေဝင်ကပါတဲ့ကျုံးတွင်းခံရမဲ့ကိန်းဆိုင်လာပြီးရှောင်လွှဲလို့မရဖြစ်လာတဲ့နောက်ဆုံးအခြေအနေမှာတော့ဆယ်စုနှစ်နှစ်ခုနီးပါးနိုင်ငံရေးအိတ်ချင်အောင်ဆောင်ခဲ့ရတဲ့ KIO ဟာပြန်လည်နှိုးထလာခဲ့ရပါတယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြီးနောက်စစ်အစိုးရရဲ့ဖိအားတွေကြုံလာရလို့ KIO KIA ကစစ်ရေးနိုင်ငံရေးပြန်လည်တက်ကြွနှိုးဆော်လာရပေမဲ့ကချင်ဒေသတကြောပြန်စစ်စနက်တံကိုစတင်ရှို့ခဲ့တာကတော့မြန်မာစစ်တပ်ဘက်ကဖြစ်ပါတယ်။စစ်ရေးအခြေအနေတင်းမာလာတဲ့အချိန်မှာပဲ2011ခုနှစ်ဇွန်လ10ရက်နေ့မှာစစ်သား2ဦးကလိုင်ဇာနဲ့မိုင်ဂျာယန်လမ်းကျောမှာရှိတဲ့ဒွမ်ဘော်ဇွတ် KIA တပ်စခန်းတွေကိုဝင်ရောက်လာခဲ့ပါတယ်။၎င်းတို့2ဦးတွေကတဦးကို KIA ကထိန်းသိမ်းထားလိုက်ပြီးတဦးကိုပြန်လည်လွှတ်ပေးခဲ့ပါတယ်။အဲ့ဒီစစ်သား2ဦးထိန်းသိမ်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးဗိုလ်ကြီးမြတ်ကိုနဲ့အရာရှိ2ဦးဖြစ်တဲ့ကိုဝင်းဆိုသူတို့2ဦးကစစ်လက်နက်ဝတ်စုံတွေနဲ့ဒွမ်ဘော်ဇွတ်ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ KIA က၎င်းတို့2ဦးကိုလည်းထပ်မံထိန်းသိမ်းထားခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်တွေဖြစ်ပြီးနောက်2011ခုနှစ်ဇွန်လ9ရက်နေ့မနက်မှာမုံမိတ်ပြူဟာမှုအောင်တူကခလာယာ136တပ်ရင်းခမရ439တပ်ရင်းနဲ့စကခ21လက်အောက်ခံစစ်အင်အား100လောက်နဲ့စစ်ကြောင်းထိုးလာပြီးမုံမောက်မြို့နယ်စံကန်ကျေးရွာ KIO ရုံးမှတာဝန်ကျနေတဲ့တက်ကြက်ကော့မောချမ်းရင်ကိုဖမ်းဆီးသွားခဲ့ပါတယ်။အဲဒီနောက်ဗျူဟာမှုအောင်တူဦးဆောင်တဲ့စစ်ကြောင်းဟာ KIA တပ်စခန်းရှိတဲ့ဘွမ်ဆဲတောင်ဘက်ကိုဆက်လက်ချီတက်သွားခဲ့ပြီးဇွန်လ9ရက်နေ့မနက်9နာရီလောက်မှာပဲတိုက်ပွဲစတင်ဖြစ်ပွားခဲ့တာကြောင့်18နှစ်ကြာအပြစ်ခတ်ရက်စဲရေးလဲအဆုံးတက်ခဲ့ရတာဖြစ်ပါတယ်။နှိပ်စက်တပ်ဖြတ်ခံခဲ့ရတဲ့ KIA တက်ကြက်ကော့မောချမ်းရင်ဘွမ်ဆဲတိုက်ပွဲမှာစစ်တပ်ဘက်ကကြာဆုံးမှုများပြီးလက်နက်ချတွေလည်းရှိလာတာကြောင့်မဘခတိုင်းမှုဇေယျအောင်ကပြစ်ခတ်တိုက်ခိုက်မှုရက်စဲဖို့ KIA ဗဟိုကိုဆက်သွယ်လာပြီးနောက်တိုက်ပွဲစခဲ့တဲ့ဇွန်လ9ရက်နေ့နေ့လယ်12နာရီမှာပဲနှစ်ဖက်ပြစ်ခတ်တိုက်ခိုက်မှုရက်စဲပြီးညှိနှိုင်းသဘောတူခဲ့ကြတယ်လို့လေ့လာသိရှိရပါတယ်။အဆိုပါသဘောတူညီမှုရရှိပြီးနောက်နှစ်ဖက်စစ်တပ်ကဖမ်းဆီးခဲ့တဲ့စစ်တုံးပန်းတွေကိုအပြန်အလှန်လွှဲပြောင်းပေးကြဖို့လည်းသဘောတူခဲ့ကြတယ်လို့သိရပါတယ်။ဒါပေမဲ့စစ်တပ်ဘက်ကသူတို့ဖမ်းဆီးထားတဲ့ KIA တက်ကြက်ကော့မောချမ်းရင်ကိုလွှဲပြောင်းပေးခြင်းမရှိဘဲ၎င်းရဲ့တနက်ကိုလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ KIA ဘက်ကတော့၎င်းတို့ဖမ်းဆီးထားတဲ့စစ်သားတွေကိုအဆိုပါဇွန်လ9ရက်နေ့ညနေ6နာရီမှာပဲပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့လေ့လာတွေ့ရှိရပါတယ်။ KIA တက်ကြက်ကော့မောချမ်းရင်ကိုစစ်တပ်ဘက်ကမလွှဲပြောင်းပေးတဲ့အတွက်နှစ်ဖက်စစ်ရေးပြန်လည်တင်းမာလာခဲ့ပြီးနောက်ရက်ဖြစ်တဲ့ဇွန်လ10ရက်နေ့မွန်းလွဲ2နာရီအချိန်ကြာမှနှိပ်စက်တပ်ဖြတ်ခံရတဲ့အလောင်းကိုစစ်တပ်ဘက်ကလွှဲပြောင်းပေးခဲ့ပါတယ်။တက်ကြက်ကော့မောချမ်းရင်ရဲ့အလောင်းပေါ်ကဒဏ်ရာတွေဟာရရဆက်ဆက်နှိပ်စက်တပ်ဖြတ်ခံရတဲ့တပ်တီဖြစ်နေပြီးမြင်တွေ့သူတွေရဲ့စိတ်နှလုံးကိုထိခိုက်စေခဲ့ပါတယ်။တကြောပြန်စစ်ဖြစ်ပွားမှာကို KIO အနေနဲ့တွက်ဆထားပြီးတိုက်ပွဲတွေကျေပြန့်မှုမဖြစ်ပွားအောင်အမြန်ရပ်တန့်ဖို့လိုလားခဲ့ပေမဲ့
KIO ရဲ့ချင်းကပ်မှုတွေကိုဦးသိန်းစိန်အစိုးရနဲ့စစ်တပ်ကလစ်လျူပြုခဲ့တယ်လို့ဒုဗိုလ်ချုပ်ကြီးဂွန်မော်ကအမေရိကခီးစဉ်အတွင်းရှင်းပြခဲ့တဲ့မှတ်တမ်းမှာပဲတွေ့ရပါတယ်။နိုင်ငံရေးအရာဖြည့်ရှင်းရမှာဖြစ်တဲ့အတွက်စစ်ရေးအရာတိုက်ပွဲတွေဖြစ်ပွားနေပေမဲ့အခြားတစ်ဖက်မှာလည်းစကားပြောရမယ်ဆိုတာ KIO ရဲ့ငကိုကလေးကရှိထားပြီးသားဖြစ်တဲ့ policy ဖြစ်တယ်လို့လည်းဆိုပါတယ်။ဒါ့အပြင်18နှစ်ကြာအပြစ်ခတ်ရက်စဲနိုင်ခဲ့တဲ့ကာလအတွင်းနိုင်ငံရေးဆွေးနွေးမှုကိုဦးစားပေးမခံရပဲတကြောပြန်တိုက်ပွဲဖြစ်ပွားလာရတာဟာမြန်မာအစိုးရနဲ့စစ်တပ်တို့က KIO နဲ့ကချင်လူမျိုးတွေကိုအထင်သေးတာကြောင့်ဖြစ်တယ်လို့လည်းပြောခဲ့ပါတယ်။2013ခုနှစ်မေလ29ရက်နေ့မြစ်ကြီးနားမနောင်ဦးရင်မှာလူထုနဲ့တွေ့ဆုံတဲ့အခါပြောခဲ့တယ်။အခုအစိုးရတပ်တွေကျွန်တော်တို့ကိုတိုက်ခိုက်လာတာဟာအထင်သေးတာကြောင့်တိုက်ခိုက်လာတာဖြစ်တယ်လို့လူထုရှေ့မှာပုံပွင့်လင်းလင်းပဲပြောပြခဲ့တယ်။အထင်သေးတယ်ဆိုတာက KIO ကိုအထင်သေးတယ်ကချင်ကိုလည်းအထင်သေးတာဖြစ်တယ်။သူတို့ KIO တိတ်မကြဘူးပျောက်ကွယ်သွားလိမ့်မယ်။ကချင်တွေအကုန်ကြောက်သွားမှာပဲလို့အထင်သေးတာဖြစ်တယ်လို့ဒုဗိုလ်ချုပ်ကြီးဂွန်မော်ကကချင်လိုရှင်းပြခဲ့ပါတယ်။မြန်မာနွေဦးလက်နက်ကိုင်တော်လှန်ရေးအာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့မြန်မာနွေဦးတော်လှန်ရေးကိုလည်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကအထင်သေးပြီးရှော့တွက်စဉ်းစားခဲ့တာကိုအာဏာသိမ်းပြီး3လကျော်အကြာ2021ခုနှစ်မေလ20ရက်နေ့မှာတရုတ်ပြည်သူ့သမ္မတနိုင်ငံဖိနစ်ရုပ်တံမီဒီယာနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာတွေ့နိုင်ပါတယ်။ဖိနစ်ရုပ်တံမီဒီယာကပြီးခဲ့တဲ့နိုင်ငံရေးဖြစ်စဉ်အပြီးမှာတော့ပြည်သူတွေရဲ့တုံ့ပြန်မှုတွေကနည်းနည်းလေးပြင်းထန်တာမျိုးတွေ့ရတယ်။အဲ့ဒီအတွက်ကောအဆွေတော်ဘက်ကမန်းစားခဲ့တာမျိုးကြိုတင်ပြီးတော့မျှော်မှန်းခဲ့တဲ့အခြေအနေမျိုးကောရှိခဲ့ပါသလားလို့မေးမြန်းခဲ့ပါတယ်။စစ်ကောင်းဆောင်ကပြောရရင်အဲ့လောက်ထိတော့များလိမ့်မယ်လို့မထင်ခဲ့ဘူး။ခံစားချက်တော့ရှိပါလိမ့်မယ်။ဒီလိုမျိုးဖြစ်စဉ်တစ်ခုနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တစ်ခုရှိခဲ့ဘူးတာကိုကျွန်တော်ဥပမာတစ်ခုပြောချင်တယ်လို့ပြောပြီးအစိုးရစစ်9တန်းစာမေးပွဲတစ်ခုမိကုံးပေါက်ကြားမှုကြောင့်ဖြစ်ပျက်ခဲ့တဲ့ဆန္ဒပြမှုတစ်ခုနဲ့နှိုင်းယှဉ်ပြီးရှင်းပြခဲ့ပါတယ်။တနိုင်ငံလုံးနဲ့တိုင်းလူပြည်သားတွေရဲ့ဘဝတွေကိုဓာတ်ရိုက်ထိခိုက်ပျက်စီးစေတဲ့အာဏာသိမ်းမှုကို9တန်းစာမေးပွဲမိကုံးပေါက်ကြားမှုမျိုးနဲ့ပေါ်ပေါ်တန်တန်နှိုင်းယှဉ်စဉ်းစားခဲ့တာဟာပြည်သူတွေရဲ့နိုင်ငံရေးတောင်းဆိုမှုကိုအလေးမထားအထင်သေးတဲ့စိတ်ရင်းကိုဖော်ပြခဲ့ခြင်းလို့ထင်ပါတယ်။အခုလက်ရှိမှာလည်းပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေကိုပညာမတတ်တာကြောင့်နိုင်ငံရေးသမားတွေရဲ့အသုံးချခြင်းခံနေရတယ်လို့သမုတ်ပြောဆိုနေပြန်ပါတယ်။ဒါဟာပြည်သူလူထုထောက်ခံမှုနဲ့အချိန်အဟုန်မြင့်တက်လာတဲ့မြန်မာနွေဦးတော်လှန်ရေးကိုအထင်သေးပြီးတေးတိမ်အောင်လှုပ်ချင်တဲ့စစ်ကောင်းဆောင်တွေရဲ့ဘဝင်မြင့်စိတ်ကိုပြသနေခြင်းလို့မြင်ပါတယ်။မြန်မာနွေဦးတော်လှန်ရေးရဲ့အကြမ်းမဖက်စန္ဒပြလှုပ်ရှားမှုတွေကိုပြန်ပြောင်းကြည့်ရင်လည်းနေပြည်တော်မှာပဲ2021ဖေဖော်ဝါရီ9ရက်နေ့မှာအသက်20နှစ်အရွယ်လူငယ်အမျိုးသမီးမမြတွတ်တဲ့ခိုင်စစ်တပ်ရဲ့ကြီးစံအစစ်နဲ့ပြစ်ခတ်မှုကြောင့်ပထမဆုံးတိတ်ဆုံးခဲ့ရသူဖြစ်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာလည်းဖမ်းဆီးခံရပြီးနောက်နေ့အလောင်းလာယူခိုင်းတဲ့ဖြစ်စဉ်တွေတနိုင်ငံလုံးအနေနဲ့ရက်မှာအကြမ်းမဖက်စန္ဒပြနေကြတဲ့ပြည်သူတွေရဲ့နိုင်ငံရေးတောင်းဆိုတမ်းတွေကိုဂရုမပြုဘဲပြစ်ခတ်ဖြိုခွင်းမှုစက်တိုက်ကျူးလွန်ခဲ့တာအလုံးအတိဖြစ်ပါတယ်။ဒါတွေဟာမြန်မာနွေဦးတော်လှန်ရေးအကြမ်းမဖက်လှုပ်ရှားမှုကိုလက်နက်ကင်တော်လှန်ရေးကိုတွန်းပို့ခဲ့တဲ့လုပ်ရက်တွေဖြစ်ပါတယ်။ကျမ်းမာရေးဆိုင်ရာစောင်းပါးတွေဖော်ပြနေတဲ့ Hello ဆရာဝန် online စာမျက်နှာရဲ့ဖော်ပြချက်အရဘဝင်မြင့်စိတ်ဆိုတာလူပုဂ္ဂိုလ်တယောက်အနေနဲ့မိမိဟာအခြားသူအလုံးထက်တာတယ်လို့ယုံကြည်တဲ့စိတ်အခြေအနေဖြစ်ပါတယ်လို့ဆိုပါတယ်။ဒါပြင်ဘဝင်မြင့်စိတ်ဟာအငုံစိတ်ကိုဖုံးကွယ်ဖို့ကြိုးစားခြင်းလည်းဖြစ်နေတတ်တယ်လို့ရေးထားတာကိုတွေ့ရပါတယ်။တခါတရံမှာ superiority complex ဘဝင်မြင့်စိတ်ဟာမိမိကိုယ်ကိုအထင်သေးအားမရခြင်းနဲ့အငုံစိတ် inferiority complex ကိုဖုံးကွယ်ဖို့ကြိုးစားခြင်းလည်းဖြစ်နေတတ်ပါတယ်လို့စောင်းပါမှာဖတ်ရပါတယ်။စစ်ကောင်းဆောင်တွေရဲ့စိတ်အခြေအနေဘယ်လိုဖြစ်နေလဲဆိုတာကတော့ကျွမ်းကျင်တဲ့စိတ်ပိုင်းဆိုင်ရာဆရာဝန်တွေနဲ့ဓာတ်ရိုက်စစ်ဆေးကြည့်ရင်သိနိုင်မယ်လို့ထင်ပါတယ်။ဒီကုန်းချုပ်ကြည့်ရင်စစ်အာဏာရှင်တွေကတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့မြန်မာနွေဦးတော်လှန်ရေးအပေါ်အထင်သေးစိတ်ဆက်ရှိနေအောင်မယ်ဆိုရင်နိုင်ငံရေးပြဿနာဖြေရှင်းနိုင်မဲ့တွဲဆုံဆွေးနွေးမှုလမ်းကြောင်းပေါ်ထွန်းလာဖို့မျှော်လို့မရပဲတနက်တန်ဘုံတန်တွေကြားနေရအောင်မယ်လို့ထင်ပါတယ်။